bro တို့ကရီးစားလေးနဲ့ပဲ date မလားဒါမှမဟုတ်ကို crush လေးနဲ့ပဲ first date သွားမလားနောက်ဆုံးရီးစားမရှိရဲ့ဘွားသူပေါ်ရာတွေနဲ့ hang out လုပ်မလားဒါဆိုရင်တော့ bro တို့ဒီ video ကိုကြည့်တင်နေပါပြီWhat's up buddy ကျွန်တော်ကတော့ K ပဲဖြစ်ပါတယ် date လို့ပြောလိုက်တာနဲ့ကိုယ့်ရဲ့ရီးစားလေးနဲ့ date တာမှမဟုတ်ပါဘူးကိုကကိုယ်တငယ်ချင်းတွေ homies တွေနဲ့အပြင်သွားတာပြီးရင် bro တို့ကိုပြန်မချစ်တဲ့ကျိုးရှိရှိလှန်ထားတဲ့ crush လေးနဲ့ hang out လုပ်တာအထိကိုဆိုလိုတာပဲဖြစ်ပါတယ်လူမှာအဝတ်တောင်းမှာအကုတ်ဆိုတဲ့အတိုင်းကိုဝတ်လိုက်တဲ့ outfits ကကိုယ့်ရဲ့ personality ကိုအများကြီးသက်ရောက်မှုရှိနေပါတယ်အဲဒါကြောင့်မလို့ဒီနေ့ဗီဒီယိုမှာတော့လက်ရှိမှာ trend ဖြစ်နေတဲ့အမိုက်စာ date outfits idea တွေကိုကျွန်တော် sharing လုပ်ပေးတော့မှာပဲဖြစ်ပါတယ်အဲဒါဆိုရင်ရှေ့ရှေ့ဝေးဝေးပြောမနေပဲကျွန်တော်တို့ဗီဒီယိုကိုစလိုက်ရအောင် outfits တွေကိုမသွားခင်အရင်ဆုံးမဖြစ်မနေသိထားတဲ့ dating fashion keys and basic rules တွေကိုကျွန်တော်ပြောပြပေးချင်ပါတယ်ပထမဆုံးတစ်ချက်ကတော့ the power of fit ပဲဖြစ်ပါတယ် date သွားမယ်ဆိုရင်ကိုယ့်ရဲ့ body shape ကိုအားသာချက်ဖြစ်စေမယ်အဝတ်အစားတွေကိုရွေးစီခြင်းပါတယ်ပိန်တဲ့သူတွေဆိုရင်အရန်တက်တာတွေကိုရှောင်ပြီးတော့ဝါးတဲ့သူတွေဆိုရင်အရန်ပွားရာကြီးတွေကိုရှောင်စီခြင်းပါတယ်ဒုတိယတစ်ချက်ကတော့ the 3 color rule color combination ပဲဖြစ်ပါတယ်ဘရိုအနေနဲ့အယောင်၃မျိုးထပ်ပို့ပြီးတော့မဝတ်ဖို့အကြံပေးပါတယ်ဥပမာအင်ကြီးအဖြူပေါင်းမီအနက်ဖနက်အဖြူကိုဆိုလိုဖြစ်ပါတယ်ဒါကိုတော့ sandwich method လို့ခေါ်ပါတယ်တတိယအချက်ကတော့ the ironing မီးဘူးတိုက်ဖို့ပဲဖြစ်ပါတယ်ဒီချက်ကတော့လူတော်တော်များများကတတိမထားမိကြပါဘူးဘရိုတို့အနေနဲ့ဘလောက်ကောင်းတဲ့ brand တွေပဲဝယ်ဘလောက်ဈေးကြီးပါစေအင်ကြီးကတွန့်ကျင်နေရင်တစ်ဖက်လူရဲ့အမြင်မှာဘရိုတို့အနေနဲ့ impression ထောင်းစေပါတယ်လေးချက်မြောက်ကတော့ hygiene is part of fashion ပါပဲတကူရေးတန်ရှင်းမှုကိုဆိုလိုပဲဖြစ်ပါတယ် fashion ဆိုတာကအဝတ်အစားတွေမဟုတ်ပါဘူး date သွားမယ်ဆိုရင် bro အနေနဲ့လက်သေးညက်တာတို့စပင်ကိုပုံကြကြဖီးရတို့ပြီးရင်ရေမူးချိုးပြီးတော့ကိုတင်းတဲ့ကောင် room on လိန်နာတို့ရေမွေးရီဆိုတာတို့ကိုတေချာလုပ်ပေးတင်ပါတယ်ယောက်ျားလေးတွေကအဝတ်အစားမိုက်ပြီးတော့ကိုတင်းနဲ့မွေးနေရင်ကို main ကလေးတွေက bro တို့ကိုအမှတ်ပို့ပေးပါလိမ့်မယ်ကဲဒါဆိုရင်တော့ကျွန်တော်ရဲ့ညီကိုတွေအတွက် date သွားဖို့အကောင်းဆုံး outfit ideas တွေကိုကျွန်တော်ဆက်ပြီးတော့တေချာပြောပြပေးပါမယ် First outfits ကတော့မြန်မာဆိုတဲ့အတိုင်းကောင်းမလေးနဲ့ဖျားသွားကြောင်းတက်လုံးမဲ့ညီကိုတွေအတွက်အကောင်းဆုံးဖြစ်တဲ့ cultural outfits ပဲဖြစ်ပါတယ်အရင်ဆုံးအပေါ်မှာကိုယ်စိတ်ကြိုက်ရှက်အင်ကြီးလက်ရှိတတဲ့ကိုလက်ခောက်ပေးပြီးတော့အောက်မှာတော့အင်ကြီးနဲ့လိုက်မယ်ပစိုးလေးတတဲ့ကိုတိုးဖို့ကြံပေးပါတယ်ဖနက်ကတော့ကတိပါဖနက်ကအကောင်းဆုံးပါပဲ Second outfits ကတော့ the streetwear hangout ပဲဖြစ်ပါတယ်ဒီ outfits ကတော့တငယ်ချင်းတွေနဲ့အပြင်ထွက်ပါညာလုပ်ဖို့အတွက် street fight ကိုရစေမယ်ပုံစံပဲဖြစ်ပါတယ်အပေါ်မှာ oversize graphic တွေတစ်ထည့်ဝတ်ပြီးတော့အောက်မှာတော့ cargo pants ဒါမှမဟုတ် parachute pants တွေနဲ့တွဲဖို့အကြံပေးပါတယ်ဖနက်ကတော့ chunky sneaker တွေဖြစ်တယ် Jordan Dunk Yeezy စတာတွေကအကောင်းဆုံးပါပဲ That outfits ကတော့ the movie date look ပဲဖြစ်ပါတယ်ရုပ်ရှင်ကိုတောင်းမှမလို့အေးနိုင်တာဖြစ်တဲ့အတွက်အပေါ်မှာ quality ကောင်းတဲ့ hoodie half zip sweater ဒါမှမဟုတ် sweatshirt တစ်ထည်ကိုဝတ်ဖို့အကြံပေးပါတယ်အောက်မှာတော့ relax fit chinos ဒါမှမဟုတ် quality ကောင်းတဲ့ sweat pants တွေကိုဝတ်လို့ရပါတယ်ဖနက်ကတော့ New Balance or Air Force One စသဖြင့်ကိုယ်စိတ်ကြိုက်ရွေးချယ်ဝတ်ဆင်နိုင်ပါတယ် Food outfits ကတော့ the dinner date ပဲဖြစ်ပါတယ်ဒါကတော့ကိုချစ်တဲ့ချစ်သူရည်စားလေးနဲ့ပဲဖြစ်ဖြစ် crush လေးနဲ့ပဲဖြစ်ဖြစ်ညစာစားဖို့အတွက်ဝတ်တင်နဲ့ဝတ်စုံတစ်မျိုးပါပဲအပေါ်မှာကိုစိတ်ကြိုက် button down shirt အကွက်တွေပဲဖြစ်ဖြစ် plain color တွေပဲဖြစ်ဖြစ်တစ်ထည်ရွေးပြီးတော့လက်ကိုတော့နည်းနည်းခောက်တင်ထားဖို့အကြံပေးပါတယ်အောက်မှာတော့ tailor trousers or chinos တစ်ထည်ကအကောင်းဆုံးပါပဲဖနက်ကတော့ sneaker တွေတက်ဆိုင် leather loafers တို့မဟုတ် Chelsea boots တွေကိုစီးလိုက်မယ်ဆိုရင်တော့ smart ကြပြီးကောင်းမလေး treatment look ကိုရရှိပြီးဖြစ်ပါတယ်ငါးခုမြောက် outfits ကတော့ the summer date ပဲဖြစ်ပါတယ်ရာသီဥတုပူတဲ့နေကင်းဘက် outdoor date တွေသွားတဲ့အခါ George fashion တွေကအရွေးချယ်တင်ဆောင်တွေကတခုပါပဲအရင်ဆုံးအပေါ်မှာ boxy fit t-shirt တဲ့ဒါမှမဟုတ် jersey တစ်ထည်ကိုအောက်က baggy shorts or normal shorts တွေနဲ့တွဲဝတ်ဖို့ကြံပေးပါတယ်ပြီးရင်ကိုယ်စိတ်ကြိုက် sneaker ကိုချေးအရှိအဖြူနဲ့တွဲဝတ်လို့ရပါတယ်
6ခုမြောက်ကတော့ The Soft Wine Look ပဲဖြစ်ပါတယ်ဒါကတော့ Museum Date တို့ Bookstore Date တို့အတွက်အကောင်းဆုံးပါပဲအရင်ဆုံး T-shirt တစ်ထည်ကိုခံပြီးတော့အပေါ်ကနေ cardigan or neck sweater တွေကိုထုတ်ဝေဖို့အကြံပေးပါတယ်အောက်မှာတော့ baggy trousers or tailor chinos တွေကအကောင်းဆုံးပဲဖြစ်ပါတယ်ဖနက်ကတော့ loafers or sandals တွေကိုစီးပြီးတော့ tote bag လေးပါလွှဲလိုက်ရင်လုံးဝကို perfect ပါပဲခုနကမြောက်ကတော့ the bad wine or night out look ပဲဖြစ်ပါတယ်ဒါကပါသွားတာ club သွားတာဒါမှမဟုတ်လေညဘက်တနေ့ရတိုးတော့မယ်ဆိုရင်အဝိတင်ဆုံး all black style ပဲဖြစ်ပါတယ်အရင်ဆုံးအထက်မှာ t-shirt အမဲအောင်တစ်ထည်ကိုခံပြီးတော့အပေါ်က leather jacket or black denim jacket တစ်ထည်ကိုထပ်ဝေဖို့အကြံပေးပါတယ်အောက်မှာတော့ black jeans တွေကအကောင်းဆုံးပါပဲဖနက်ကတော့ကိုယ်စိတ်ကြိုက် black boots တွေကိုစီးလိုက်မယ်ဆိုရင်တော့တကယ်ကို mighty look ကိုရရှိပြီပဲဖြစ်ပါတယ်ရှစ်ခုမြောက်ကတော့ the smart casual layering look ပဲဖြစ်ပါတယ်ဒါကတော့အဝတ်အစားအများကြီးထွေထွေထူးထူးမရှိရင်တော့မှရှိတာလေးနဲ့ style ကြအောင်ဝတ်တဲ့ပုံစံပဲဖြစ်ပါတယ်အထက်မှာ tank top ဒါမှမဟုတ် t-shirt အဖြူအောင်လေးတစ်ထည်ကိုခံပြီးတော့အပေါ်ကနေ flannel shirt or oversized shirt ကိုကျဲတိမတက်ပဲနဲ့ဝတ်စေချင်ပါတယ်အောက်မှာတော့ jeans တွေကအကောင်းဆုံးပါပဲဖနက်ကတော့ Converse or Samba စသဖြင့်ကိုယ်စိတ်ကြိုက် sneaker တွေနဲ့တွဲဖက်ဝတ်ဆင်လို့ရပါတယ်ကိုခုမြောက်ကတော့ လက်ရှိ TikTok မှာအရင်ခေတ်စားနေတဲ့ old money style ပဲဖြစ်ပါတယ်အပေါ်မှာ polo shirt တစ်ထည်ဝတ်ပြီးတော့အောက်မှာတော့ cream color or white color trouser တွေကိုရွေးဖို့အကြံပေးပါတယ်ဖနက်ကတော့ loafers or Oxford shoes တွေကအကောင်းဆုံးပါပဲဆယ်ခုမြောက် outfits ကတော့ the casual coffee date အတွက် minimalist look ပဲဖြစ်ပါတယ်ဒီ look က coffee date တွေဒါမှမဟုတ်နေ့လည်ဘက် easy တွေရဲ့ date မျိုးတွေအတွက်ပို့ပပနဲ့အကောင်းဆုံးပါပဲအပေါ်မှာအရေးသွေးကောင်းတဲ့ bro ကြိုက်တဲ့ plain t-shirt တစ်ထည်ကိုဝတ်ပြီးတော့အောက်မှာတော့ straight black jeans တစ်ထည်ကိုရွေးဖို့အကြံပေးပါတယ်ဖနက်ကတော့ညစ်ပတ်နေတာမျိုးမဟုတ်တဲ့ white sneaker တွေကအကောင်းဆုံးပါပဲနောက်ဆုံး outfits ကတော့အားကစားအတူတွဲလုပ်ချင်တဲ့သူတွေအတွက် the active date or sport date look ပဲဖြစ်ပါတယ်အရင်ဆုံး tree ဆိုကန်တဲ့ sweat weekend t-shirt တစ်ထည်ကိုဝတ်ပြီးတော့အပေါ်က windbreak jacket ကိုထပ်ဝတ်ဖို့အကြံပေးပါတယ် t-shirt ပဲဝတ်ချင်နေဆိုရင်လည်းရပါတယ်အောက်မှာတော့ jogger pants or sport short pants အားကစားဝတ်စုံအတူတွေကိုတိုးဝတ်လို့ရပါတယ်ဖနက်ကတော့ running shoes တနက်တွေကအကောင်းဆုံးပါပဲကဲဒါဆိုရင်တော့ရီးစားရှိတဲ့ညီကိုတွေရောရီးစားမဟုတ်သေးပဲ crash လေးနဲ့အတူတိတ်မဲ့ညီကိုတွေအတွက်တာမကဘောရာတွေနဲ့ပြပြပပဒိတ်လုံးမဲ့ညီကိုတွေအတွက်ပါဝင်လို့ရမယ်အကောင်းဆုံး outfit ideas တွေကိုကျွန်တော်ပြောပြပေးခဲ့ရပဲဖြစ်ပါတယ်ဒါနဲ့ဒီ video ကကျွန်တော် channel မှာ2025အတွက်နောက်ဆုံး video ဖြစ်ကောင်းဖြစ်နိုင်ပါလိမ့်မယ်2026မှာလည်းညီကိုတို့အတွက်မတူညီတဲ့အကောင်းဆုံးသော fashion content တွေနဲ့ကျွန်တော်ပြန်လာခဲ့ပါမယ်so happy new year and see you so guys